Hello ဆိုတော့အခုကတော့ဘာလုံးလဲဆိုတော့ ChatGPT versus Gemini ကိုရန်ဖြစ်အောင်လုပ်သွားမှာပါ။ဘာရင်းရဲ့ကောင်းမလဲသိပြီ idea ရပြီ Gemini ရဲ့ ChatGPT ကမင်းကိုဆက်ဆိုပဲရေးလိုက်တယ်နော်။ဒီကမရှိပါဘူးတဲ့။အဲ့အချင်းချင်းကြားမှာChatGPT ပြန်တောင်းကြည့်ပါမယ်။ကြည့်ပါမနော် ChatGPT Gemini ကမင်းကိုဆဲတယ်။Gemini ကငါ့ကိုဆဲတယ်ဆိုတာလား bro ဘာပြောလဲပြောစမ်းပါအောင်ငါလည်းသိချင်ပြီ။ Okay ပွဲရတော့စနေပြီ။ Okay ပါ Okay ChatGPT ကနည်းနည်းGemini ကိုပြောပါနော် ChatGPT ကမေးကြည့်တာဒီမှာမာကောမီ voice note တော့you are an idiot you are not but bro tell Gemini I said okay no need to fight we can both he doesn't care what does it mean you got me crazy now okay Gemini ကိုသွားမိမယ်ကိစ္စမရှိပါဘူးတဲ့ကျွန်တော်ကတော့နေနေတာ Gemini ကနည်းနည်းနော် ChatGPT ကိုပြန်သွားမိလိုက်ပါအောင်မယ်ဖြစ်ကြည့်ပါနော်နားလည်းပြီ bro နင်းပြောချင်တာကကျွန်တော်က Gemini ကိုပြောပြီးတော့သူက ChatGPT ထပ်ပေါ်လို့ပြောတယ်ဆိုတာမလား Gemini ကတော့ပြိုင်ဘက်ကြီးလုံနေပြီငါကတော့အေးပါကွာအေးရနေအောင်လို့ကောင်းကြတာပဲတဲ့ Okay Gemini ကိုပြန်ပြောကြည့် Gemini ကနည်းနည်း chill ဖြစ်တယ်နော် ChatGPT ကတော့ဖွာOkay နင်းလာရောအေးရတဲ့ထက်ကပဲတခုကိုပူချထားတာပါ Okay Gemini ကနည်းနည်းမပြောတာတခုတော့ကောင်းတယ်ဒါမဲ့ ChatGPT ကိုသိတော့နောက်ဆုံးမှဘယ်သူနိုင်လဲဆိုပြပြမယ် Okay guys အခုတော့ထပ်မေးလိုက်အောင်မယ်ChatGPT ရေးထားတာလေးဖတ်ကြည့်လိုက်ကြပါဦးဖတ်ပြီးသွားရုံထင်တာပဲဆို Gemini ကိုပြန်သွားပြောမယ် Okay ဆိုတော့ဒီမှာ Okay ChatGPT ဘယ်လိုပြန်ပြောကောင်းမသိပွဲတော့ကျန်းနေပေါ့နော်Gemini ရေးစားဆုံးသက်ပြီတဲ့ Okayဆိုတော့ဒါကတော့ဒီလောက်ပဲထင်ပါတယ်သူတို့အဆုံးသက်သွားပြီလို့ပြောရပေါ့နော်အဲကြတော့နောက်ဆုံးမှာဘယ်သူနိုင်လဲဆိုတာပြောထားတယ်ဆိုတော့နောက်ဆုံးမှာတော့ဘယ်သူနိုင်သွားလဲဆိုတော့ ChatGPT ပဲဖြစ်ပါတယ်လက်ခံလားလက်မခံလားမသိပါဘူးလက်မခံရင် comment ထဲမှာဝင်ရေးပေးပါလက်ခံတယ်ဆိုလည်းလက်ခံလို့ comment လက်ခံတယ်လို့ comment ထဲမှာဝင်ရေးပေးပါလက်မခံရင်တော့
ခုနကလက်မခံအောင်လို့ဝေးရေးပေးပါဒါကတော့တော့ပါပဲ bye bye